အမျိုးတွေအားလုံးမင်္ဂလာပါဗျဒီနေ့ဟာ9ရက်10လပိုင်း2025တာတာပရိနေ့ဖြစ်ပါတယ်ဗျဒီအမျိုးတွေကိုဘာပြောချင်တာလဲဆိုလို့ရှိရင်နော်စင်မီတပိတ်နဲ့ပတ်သက်ပြီးထပ်ပြီးမှပြောရမယ်ဗျပိုးလေးဆိုတာနာမည်တရိษံနာမည်ပေါ့နော်ပိုးလေးဆိုတာတရိษံပေါ့ပြောရလို့ရှိရင်နော်တရိษံပြောရမှာပိုးလေးရပြောတယ်ဗျနော်ဒီဦးစင်းတို့တော့သူပြောထားတာပေါ့ဗျာနော်ဦးစင်းကတော့ဟုတ်လားပိုးလေးဆိုတဲ့တရိษံတကောင်ဦးစင်းပြောချင်တာပါပြောချင်တာလဲဆိုလို့ရှိရင်တပိတ်မှာပေါ့သူတို့ကတော့မီးထွန်းပွဲလို့ပြောတာဗျနော်ဒရင်းကျွတ်မီးထွန်းပွဲအဲ့ဒရင်းကျွတ်ကိုဘာကြောင့်မီးထွန်းတာလဲဘာကြောင့်မီးပူဇော်တာလဲနော်အဲ့တရိษံပိုးလေးကိုအရင်လေ့လာခိုင်းနော်အရင်မြတ်စွာဘုရားကနတ်ပြည်ကိုဘယ်လောက်ကြာခဲ့တယ်အဘိဓမ္မာတရားဘယ်လောက်ဟောခဲ့တယ်ဟောပြီးတော့သူ့မိဘကိုကျေးဇူးစာပြီးပြန်လာတယ်ဆက်ပြီးမှဒီမျိုးပြန်တဲ့ခါမှာဗာနဲ့ကျိုးဆိုအဲ့ဒါပိုးလေးကိုတခြားလေ့လာခိုင်းနော်အဲ့လိုဟာကိုတကယ်နေတူးနေမြဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေမြတ်ကိုသမီးတပိတ်ဆိုပြီးလုပ်ကြတယ်ဟုတ်ပြီဒါသူတို့ခံယူချက်နဲ့သူတို့လုပ်တာလက်ခံတယ်သမီးတပိတ်ပဲလို့ဘာတပိတ်ပဲလို့လုတ်ကြိုက်ထားလို့လက်ခံတယ်အပြစ်မပြောဘူးဘာဖြစ်လို့ကလေးတွေကိုထိုးကြွရတာလဲဘာမှမသိနားမလဲတဲ့ဒီလိုလုပ်လို့ရှိရင်တစ်ဖက်ကလည်းအန်ဒီရပြုနိုင်တယ်ဆိုတော့တွေးရမှာလေဘာလို့လဲဆိုတော့ခင်ဗျကျန်တာပြောတယ်လေဗုဒ္ဓဘာသာတို့နေတူးနေမြတ်သူ့ဟာကိုလှုပ်တဲ့အရာတောင်မှသူတို့တွေတစ်ချိန်ကဝေဖန်တဲ့ကြံကာလမှာတော့မိုင်းနေပါလေအကုန်လုံးခွဲခဲ့ကြရပဲမဟုတ်လားနှောက်ယှက်မှုတွေပေးခဲ့တာပဲမဟုတ်လားဒါဆိုပြည်သူတွေရောပျော်ပါတဲ့အချိန်လေးဗျာတက်မတော်တကြမဟုတ်ဘူးတက်မတော်တကြမဟုတ်မြန်မာတို့ရဲ့တကြတမတော်ရဲ့နေတူးနေမြတ်မဟုတ်မြန်မာတို့ရဲ့နေတူးနေမြတ်တမတော်တို့ရဲ့အခါကြီးရဲ့ကြီးမဟုတ်မြန်မာတို့ရဲ့အခါကြီးရဲ့ကြီးဗုဒ္ဓဘာသာတို့ရဲ့ထွက်အမြတ်ထားရနေတူးနေမြတ်တမတော်နဲ့ဘာမှဆိုင်ဗုဒ္ဓဘာသာနဲ့ဆိုင်တယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးနဲ့ဆိုင်တယ်အဲ့ဒါကြီးကိုဘာဖြစ်လို့မင်းတို့တွေလောက်ခဲ့ရလဲဘာဖြစ်လို့နောက်ဆက်ခဲ့အများကြီးပဲဒါလည်းကိုင်နော်အခုဟုတ်ပြီစမီထုံးပွဲစစမီထုံးပွဲမှာလည်းဒီတိုင်းပဲဗျာဒီလိုလို့ရင်ဒီလိုအန်ဒီရရှိမယ်ဒီလိုကြုံရမယ်ဟုတ်လားအန်ဒီရကြုံရမယ်ဆိုတော့သူတို့တွေတည်ရမှာလေဗျာသူတို့တွေတဘောပေါက်ရမှာလေဗျာတဘောပေါက်နားလေရမှာဒါကြီးကိုသူတို့တွေကဟုတ်လားနော်ဒါလာလူစုတောင်းတဲ့ဟာလေးကိုဒီနားထောင်နေနော်